မင်္ဂလာပါရှင်။စီတူဒီရဲ့ဝေပေးပြန်ပန်အကောင့်စီမီတီကိုပြပြပေးသွားမှာဖြစ်ပါရှင်။ဆော်ဝဲလေးထဲကိုဝင်ပြီးတော့ပတ်စံအိမ်နေရာမှာရှိတဲ့ဘန်အကောင့်နေရာလေးကိုနှိပ်ပါရှင်။ဘန်အကောင့်ထည့်ပေးရနေရာလေးကိုနှိပ်ပါရှင်။အကောင့်အမျိုးနေရာမှာကျွန်တော်ဝေပေးလို့ရထည့်ပါရှင်။ပိုင်ရှင်အမီနေရာမှာမိဝေပေးနာမည်လေးကိုရေးထည့်ပေးပါရှင်။ကောက်နံပါတ်နေရာမှာမိဝေပေးဖောက်ထားတဲ့နံပါတ်လေးကိုရေးထည့်ပေးပါရှင်။အကောက်အမျိုးအစားနေရာမှာဝေပေးလေးကိုရွေးချယ်ပေးပါရှင်။ချက်လက်တွေဖြည့်လို့ပြီးသွားပြီဆိုရင်ဘဏ်အကောင့်ထည့်သွင်းရတဲ့နေရာလေးကိုနှိပ်ပေးပါရှင်။ဒီပုံစံလေးဖြစ်သွားပြီဆိုရင်တော့ဝေဘဏ်အကောင့်ချစ်တာလေးအောင်မြင်သွားပါပြီရှင်။ဆွေတူဒီရဲ့ဝေပေးဖြည့်ငွေထုတ်နည်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဆော်ဝဲလေးထဲကိုဝင်ပြီးတော့ငွေထုတ်နေရာလေးကိုနှိပ်ပေးပါရှင်။ငွေထုတ်နည်းရဲ့နေရာမှာဝေပေးလေးကိုဖြည့်ချပေးပါရှင်။ပမာဏနေရာမှာမိထုတ်လို့တဲ့ပမာဏလေးကိုဖြည့်ဆက်ပေးပါရှင်။ပမာဏလေးဖြည့်လို့ပြီးသွားပြီဆိုရင်ငွေထုတ်မှုတင်သွင်းရလေးကိုနှိပ်ပေးပါရှင်။ဝေတော့အဖြစ်ဖြစ်သွားပြီဆိုရင်တော့ဝေထုတ်တာလေးအောင်မြင်သွားပါပြီရှင်။